mobile video editing ပတ်3 video လေးကနေပြီးတော့အားလုံးပြန်လဲကြိုလိုက်ပါတယ်ဗျာเนาะကျွန်တော်ပထမပတ်1ပတ်2မှာတော့ကျွန်တော်ပတ်1 video မှာခက်ထဲမှာရှိတဲ့တူးတွေကြောင်းရှင်းပြပေးတာဖြစ်တယ်ဗျာเนาะပတ်2မှာတော့ကျွန်တော်တို့ split ကိုအသုံးပြုပြီးတော့ video တွေကိုဘယ်လိုဖြတ်ညက်ကတ်လုပ်မလဲပြီးတော့အလွယ်ကူဆုံးနဲ့ရိုးရှင်းဆုံးနဲ့เนาะမြန်လေးဘယ်လိုဖြတ်ညက်ကတ်မလဲဆိုတော့ကျွန်တော်ရှင်းပြပေးပါဖြစ်တယ်ဗျာเนาะအခုလာမယ့်ပတ်3 video မှာတော့ကျွန်တော်တို့ဖြတ်ညက်ကတ်ထားတဲ့ video တွေကို animation ဘယ်လိုထည့်ပြီးတော့ sound effect တွေဘယ်လိုသုံးမလဲပြီးတော့အတန်သွင်းရောဘယ်လိုသွင်းမလဲကျွန်တော်တို့အတန်သွင်းထားတဲ့ဖုန်းတစ်လုံးနဲ့အတန်သွင်းထားတဲ့အတန်တွေရောဘယ်လိုပြန်ပြီးထည့်မလဲဘယ်လိုညှိမလဲဆိုတော့ကျွန်တော်ကလာပြီးတော့ရှင်းပြပေးခြင်းဖြစ်ပါတယ်ဗျာနော်အဲ့တော့ကျွန်တော်တို့ပြောနေကြတယ်ဩဒီမှာကျွန်တော်ပြောပြပေးလိုက်တာကျွန်တော်ရဲ့ဒီဗီဒီယိုကပတ်1ပတ်3ပတ်4ပတ်5အထိလိုက်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ခက်ကိုကျွမ်းကျင်နဲ့ထုံးလုံးဝင်ရေးလို့နှောက်ကိုတင်ကျင်တဲ့ပုံစံကိုလှုပ်ချင်တဲ့ပုံစံမျိုးလှုပ်လို့ရပါတယ်ဗျာနော်ကိုအပြောလေး5ခုနဲ့ပုံလေးပဲလှုပ်လို့ကိုကြိုက်တဲ့ဗီဒီယို editing ကိုတော့သိဖို့တော့လိုတာပေါ့ကိုကဘယ်လိုပုံစံမျိုးကိုလုပ်မှာလဲဘယ်လိုအဲ့ဒါတော့အရေးကြီးတဲ့အချက်ပေါ့နော်ဒီကတော့ဖြတ်ညက်ကပ်ပြီးတော့ကျွန်တော်တို့ဗီဒီယို editing ကိုလုံးဝအခြေခံနေပြီးတော့နည်းကျွမ်းကျင်တဲ့အစီအရောက်ပါဗျာအဲ့တော့ကျွန်တော်ပြောနေကြတယ်ခက်တယ်သွားလိုက် let's go okay အဲ့တော့ကျွန်တော်တို့ခက်တယ်ရောက်ပြီเนาะကျွန်တော်ပထမနေ့ကဒီမှာကျွန်တော်ရဲ့ရုပ်ချောလေးနဲ့ဗီဒီယိုလေးကိုကျွန်တော်ဖြတ်ညက်ကပ်လုပ်ပြပေးသွားတယ်เนาะအားလုံးလည်းသိကြမယ်လို့ထင်ပါတယ်တကယ်လို့ဒီဗီဒီယိုကြည့်ပြီးတော့အရှိရဗီဒီယိုတွေမကြည့်ရဘူးဆိုလို့ရှိရင်အရှိရဗီဒီယိုတွေတက်ပြန်ကြည့်ပါပတ်1ပတ်2ကိုတက်ပြန်ကြည့်ပါဗျအဲ့ဒါဆိုလို့ရှိရင်တော့လုံးဝမှအဆက်ဟပ်မိသွားပြီးတော့ဘယ်လိုပြောမလဲဆိုတော့ကျွမ်းကျင်လောက်တော့ပါမယ်အခုဒီပတ်3ကိုကြည့်ရလို့ရှိရင်တော့အဆက်ဟပ်မတက်ဘူးဆိုရတယ်เนาะအဲ့တော့ကျွန်တော်ဆက်ပြီးတော့လုပ်ရမယ်ကျွန်တော်တို့ပထမနေ့ကဖြတ်ညက်ကလုပ်ခဲ့တဲ့ကျွန်တော်ရဲ့ဒီဗီဒီယိုလေးရုပ်ချောနဲ့ဗီဒီယိုလေးဆက်လောက်အစနေဆုံးထိသွားကြည့်လိုက်မယ်เนาะစက္ကန့်20လောက်ပဲဆိုတော့ okayကျွန်တော်ကဘာလို့ပြန်ကြည့်ရလဲဆိုကျွန်တော်ပြောပြမယ်နော်ဗီဒီယို editing ကိုကျွန်တော်တို့တစ်ခါလုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဗီဒီယိုလေးကို2ခေါက်3ခေါက်လောက်ပြန်ကြည့်ပါရင်သွားပြီးတော့ကျွန်တော်တို့ဗီဒီယိုဘယ်နှမှာအမှားပါလားအမှားမရှိတော့ကျွန်တော်တို့မလိုအပ်တဲ့နေရာလေးတွေဖြည့်ညက်ကပ်လောက်ထားတေရောတေတက်ရလားဒါမျိုးပြန်ကြည့်ခိုင်းတယ်ပဲနော်အခုကျွန်တော်ကကြည့်ပြီးတော့ကျွန်တော်လည်းအဆင်ပြေသွားပြီဆိုကျွန်တော်အစဆုံးမှာ animation လေးစထည့်လိုက်နော်ကျွန်တော်ဒီအစဒီလိုကြီးလာလို့ရှိရင်ဟုတ်လား TikTok မှာတင်မယ်ဆိုလို့ရှိရင်ဒါကြီးကနည်းနည်းရှိုးတယ်ဗျကျွန်တော် YouTube တို့ Facebook တို့ဆိုလို့ရှိရင်တော့ဒီတိုင်းပတ်လို့မရဘူးဗျနော်အဲ့တော့ကျွန်တော် TikTok မှာတင်မှာဖြည့်ပြီးတော့ကြောင့်ကျွန်တော်တို့အရှိမ animation လေးတစ်ခုထည့်လိုက်ရုပ်ရှုပ်လေးနဲ့နော်အဲ့တော့ကျွန်တော်တို့ animation ထည့်မယ်ဆိုတော့ဗီဒီယိုလေးကိုဆက်လက်မှတ်လိုက်နော်ဗီဒီယိုလေးကိုလက်လေးနဲ့ထောက်လိုက်ပါထောက်သွားလို့ရှိရင်အောက်မှာ animation ဆိုတာပေါ်လာတွေ့လားမတွေ့လား animation ဆိုတာပေါ်လာအဲ့ animation လေးကိုကျွန်တော်တစ်ချက်လောက်နှိပ်လိုက်ဒီမှာ animation တွေမှာဒါပုံကြီးဗျာနော်ကျွန်တော်တို့ကြိုက်တဲ့ဥစ္စာကိုထည့်လိုက်တို့ကျွန်တော်တို့ free version တွေတုံးတဲ့လူကတော့နည်းနည်းနဲတယ် pro တွေမတုံးလိုက်တော့ pro တွေတုံးလို့ရှိရင်တော့ export ထုတ်တဲ့နေရာတော်တော်လေးကိုဒုက္ခရောက်သွားတယ်နော်ကျွန်တော်ဒီမှာတစ်ခုလောက်ပြပေးတာကျွန်တော်အမြဲတုံးနေကြ animation လေးဒါလေးလည်းမစိုးဘူးဒါလေးလားကျွန်တော်ဒီကောင်နှိပ်ပြောလို့ရှိရင်ဒီကောင်အနှေးမြန်နေကိုအောင်ကိုအောက်မှာတော့စိတ်ကြိုက်လို့ရတော့ဒီမှာတက်လာဒါလေးအနှေးမြန်လို့ရအတိုင်းနေဗျာကိုအောင်ကိုမြန်လေးပဲလိုချင်တာလားအနှေးလေးပဲလိုချင်တာလားကိုစိတ်ကြိုက်ဒီမှာဆင်းနော်ချက်တို့ဒီကလေးချက်တော့ကြည့်လိုက်ဒါလေးဆိုမစိုးဘူးအဲ့တော့ကျွန်တော်ဒီမှာတစ်ခါလေးပြပြရမှာကျွန်တော်က sound ဖတ်နဲ့ animation နဲ့တစ်ခါလေးတွဲထည့်ပြသွားတယ်ကျွန်တော်လည်းအများဆုံးကကျွန်တော်တွဲထည့်ပြသွားပြီလားဆိုတော့နော်အဲ့တော့ချက်တော့ကြည့်လိုက်ကျွန်တော် sound effect ထည့်မယ်ဆိုလို့ရှိရင်ဘာမှလဲဆိုတော့ဒီကျွန်တော်မြားလေးဗီဒီယိုဆက်လက်မှတ်တာလို့ရှိရင် sound effect ဆိုတာမပေါ်ရအောင်အဲ့တော့ကျွန်တော်တို့ကဗီဒီယိုဆက်လက်ဖြုတ်လိုက်ဘေးကမြားလေးနှိပ်လိုက်ဆက်လက်ဖြုတ်သွားနော်ပြီးလို့ရှိရင်ဒီမှာ audio တွေ့လား audio လေးကိုချက်တော့ထောက်ဒီမှာ sound effect တွေတဲ့ brand music တွေ copyright တွေသိရမလားဒီမှာတပုံကြီးရှိတယ်ဗျကျွန်တော်တို့ sound effect ထည့်ပါဖြစ်ဆိုတော့ sound effect လေးကိုနှိပ်လိုက်မယ်ဒီမှာကျွန်တော်တို့ကအပြင်ကဖုန်းနဲ့အတန်သွင်းထားတဲ့ဖုန်းတွေလိုချင်အတန်တွေလိုချင်တယ်ဆိုလို့ရှိရင်ဒီ sound နဲ့သွားပြီးတော့ကျွန်တော်ဒီမှာ file ထဲမှာရှိတယ်ကျွန်တော်တို့ file နော် sorry မှာ file ထဲမှာမှာ device ဆိုတဲ့နေရာအဲ့မှာကျွန်တော်တို့အပြင်ကတန်သွင်းတဲ့အတန်တွေတပုံကြီးကန်တော့ကျွန်တော်တို့ကြိုက်တဲ့အတန်ကိုယူပြီးအတန်ထည့်လိုက်ရတယ်ဒါပေမဲ့ကျွန်တော်တို့ sound effect ထဲမှာဖြစ်ပြီးတော့ကြောင်းမလို့ဒီမှာ sound effect တွေလာဒီမှာ sound effect တကယ်လို့ကိုကအပြင်မှာ sound effect တွေ down လာတာရှိတယ်ဆိုလို့ရှိရင်ကိုကဗီဒီယိုကြီးနဲ့ down လာတာဆိုလို့ရှိရင်လည်းဒီမှာဆို extract ဆိုတာကြီး extract နဲ့လို့ရှိရင်ကျွန်တော်တို့ရဲ့
ကြိုက်တဲ့ဟာကိုစောင်း MV4 ရဲ့စောင်းထွက်တွေကိုယူသုံးလိုက်ရတယ်အခုဥပမာကြောက်ပြအဲ့ဒါကျွန်တော်ပြင်က down လာရတယ်တကယ်လို့ဒီဟာမလို့ကျုံးဆိုလဲပြင်ကအမှားအပေါ်အမြားလေးကိုနှိပ်ပြီးဆက်လောက်ထွက်လိုက်ဒါကျွန်တော်စောင်းဖတ်တဲ့မှာဆိုစောင်းဖတ်တယ်သွားလိုက်နော်စောင်းဖတ်တဲ့သွားပြီးရင်ကျွန်တော်အများကြီးထည့်နေစောင်းဖတ်လေးရှိအဲ့ဒါကျွန်တော်ဆက်ရိုက်ရှာလေးရဆက်ပါအောင်နှိပ်ပြီးတော့ကျွန်တော် flash camera ဆိုတာလေးဆက်လောက်ရှာကြည့်လိုက်ကျွန်တော်အဲ့စောင်းဖတ်ကတော့ကျွန်တော်ဗီဒီယိုတိုင်းမှာအမြဲတမ်းပါတယ်ကျွန်တော်ရဲ့ TikTok ကလူတွေဆိုတော့သိတယ်အဲ့ကျွန်တော်ဆက်ထည့်လိုက်ကျွန်တော်လည်းကြည့်ကောင်းပါရုပ်သားကြီးအရှည်ရွတ်တယ်လားစောင်းကြီးကသူကစက္ကန့်30လောက်ရှိမှအဲ့တော့ကျွန်တော်တို့ဒီကောင်လေးကိုနည်းနည်းတော့ဖြတ်လိုက်ရတယ်ကျွန်တော်တို့လူချင်တဲ့ဘိုင်းရိုက်တယ်ဒါတော့လို့ရှိရင်ဟုတ်တယ်ကျွန်တော်ခင်ဗျားတို့ရင်နဲ့ရောက်သွားကျွန်တော်ဗီဒီယိုလေးတော့ပြပါဒီနေရာလေးမှာလည်းကျွန်တော်တို့ animation နဲ့ထည့်လိုက်ပါဒီတစ်ခုနဲ့တစ်ခုနဲ့ချိန်တဲ့နေရာလေးမှာကျွန်တော်တို့ကအဲ့ဒါထင်းကြီးဖြောသွားအဲ့တော့မှကျွန်တော်တို့ကဒီကြားတဲ့ animation နဲ့ထည့်မယ်ဆိုလို့ဒီမှာအဖြူရောင်အကြောင်းလေးပေါ်အတွက်အဲ့အဖြူရောင်တန်းလေးကိုဆက်လောက်နှိပ်လိုက်ဒီမှာ animation နဲ့တပုတ်ကျွန်တော်တို့ရဲ့ကြိုက်တဲ့ဟုတ်တာကိုထည့်ပေးရဒီမှာကျွန်တော်တို့ဒါလေးကျွန်တော်ထည့်လိုက်အဲ့ဒီထည့်ပြီးတော့ကျွန်တော်စိတ်ကြိုက်ချက်နော်စိတ်ကြိုက်လို့ရဒီမှာစိတ်ကြိုက်တိုးလျှော့လို့ရကျွန်တော်ညာလေးကြိုက်တယ်နော်ကျွန်တော်ညာလေး sound file လေးပါတစ်ခါလေးတွဲထည့်လိုက်ပဲနော်ဒီမှာအောက်မှာ sound file တွေ့လား sound file လေးဆက်တော့နှိပ်ပြီးတော့ဒီမှာကြိုက်သလိုရှာကျွန်တော်ခက်ခက်နဲ့လုံနေတာရိုးနေပြီဆိုတော့ကျွန်တော်ရဲ့ sound file ရှိနေတယ်ကျွန်တော်ဒီဒီဟာလေးကျွန်တော်ကြိုက်တယ်တွေ့လားဒီနားလေးအဆင်ပြေနော်လိုလေးအဆင်ပြေနော်ကျွန်တော် animation နဲ့တွေ့လားမတွေ့လားတကယ်လို့ကျွန်တော်တို့က sound file မလိုက်ရအောင်ဆိုရင် animation ကတော်တော်ကြီးရိုးတယ်ကျွန်တော် sound file လေးဆက်လောက်ဖြတ်ကြမယ်နော် animation ကထည့်ရတာပဲအမြည်တွေ့နေဗျာတွေ့လားကျွန်တော်တို့ရဲ့မသိတာကိုကျွန်တော်တို့ sound file လေးနဲ့မှသူကသူ့ရဲ့ရုပ်ကြွသွားတော့ပြောမှဆိုရင်တက်တူးတစ်ခုထိုးသလိုပဲရုပ်ကြွသွားကျွန်တော်ပြန်ပြမယ်နော်ဒီမှာတွေ့လား sound file မထည့်ရတာဘာမှမသိဘူးနော်အဲ့ဒါလေးကျွန်တော်တို့က sound file ခုနကကျွန်တော်ဘယ်ရဝဖြတ်တာမှားဖြတ်မိရောပြန်လိုချင်တယ်ဆိုလို့ရှိရင်ဒီပုံမှာများလေးရှိနော်အဲ့များလေးကိုတစ်ချက်တော့နိုင်လားပြန်ဝင်လာပြီ sound file ကအဲ့ကျွန်တော်တို့ဆက်ပြန်ကြည့်လိုက်မယ်နော်တော်တော်ကလေးစစ်ပြီးရနော်ဒီနားလေးမှာလည်း sound file လေးထည့်ကြမယ်နော်sound file မဟုတ် animation လေးထည့်ကြမယ်ဒါကတော့ကျွန်တော်တို့ content တွေရိုက်ချင်တဲ့လူတွေတော့ဆိုတော်တော်လေးအဆင်ပြေတယ်နော်ကျွန်တော်ဒီမှာရိုးလို့ကျွန်တော်လေးဒီနားလေးကနည်းနည်းလေးငြိမ်နေတယ်ငြိမ်နေတော့ကြည့်လို့မကောင်းဗီဒီယိုတစ်ပုတ်မှာငြိမ်ရမှလာငြိမ်နေကြည့်လို့မကောင်းနော်အဲ့တော့ကျွန်တော်တို့ဘာလုပ်အောင်လဲဆိုတော့ဒီဗီဒီယိုလေးကိုကျွန်တော်ကတော့ဇုံရင်ဇုံအောင်လဲကျွန်တော်ပြရမယ်နော်ကျွန်တော်ပြီးလို့ရှိရင်ဇုံရင်ဇုံအောင်ပြီးတော့ဒီမှာကျွန်တော်နော်ဗီဒီယိုလေးကငြိမ်နေတယ်ဗျဒီတိုင်းတမတ်တဲ့သွားရင်တော့ဗီဒီယိုလေးကငြိမ်နေတယ်ဆွဲဆောင်မှုမရှိဘူးအဲ့တော့ကျွန်တော်ဆွဲဆောင်မှုရှိအောင်ဒီကောင်းလေးကိုဆက်လောက်ကောက်ထောက်ရတယ်အရှိလေးနည်းနည်းတိုးရတယ်ရှစ်လေးနည်းနည်းတိုးလောက်ကျွန်တော်ဗီဒီယိုလေးဒါဒီဟာနဲ့လည်းလုပ်လို့ရတယ်နော်ကျွန်တော်တို့ဗီဒီယိုတစ်ခုဒီဗီဒီယိုမဖြတ်တာဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်မှာလုပ်လို့ရလဲဆိုတော့အဲ့ဒါပို့ပြီးတော့ဆွဲဆောင်မှုကြီးအဲ့ဒါရဲ့နောက်အခန်းကြီးမှာလာမယ်နောက်အခန်းကြီးမှာရှယ်ကြီးလာပြောဒီကောင်လေးကိုဆက်လိုက်ကြည့်လိုက်ရှေ့တော့လားအဲ့ညာကြီးမှာအသာလေးမသိမသာလေးဆောင်းဖက်လေးပြစ်ထည့်ပေးလိုက်ရစင်ဒီဗီဒီယိုလေးကဆွဲဆောင်မှုမရှိဘူးလားရှိတာပေါ့ကျွန်တော်ပြရတယ်ဒါလေးပြစ်ထည့်လိုက်ဟုတ်လားတော်ကြီးကိုအစီပြောအဲ့တော့ကျွန်တော်အစမြေနည်းနည်းတော့တစ်ခေါက်ကြည့်လိုက်ကျွန်တော်ဗီဒီယိုလောက်ကြအမြဲတမ်းပြောပြပါနော်ကျွန်တော်ရောက်လောက်ပြီးတော့လို့ရှိရင် animation နဲ့ sound effect လေးတွေထည့်ပြီးအရှိရဟာလေးနဲ့အဆက်ဟတ်တက်လာအစီငေါ်တက်လာဆိုပြင်ကြည့်ပြီးတယ်ကျွန်တော် sound effect တစ်ခါတည်း animation တစ်ခါတည်းလိုက်ဆိုဒါလိုပြန်ကြည့်ပြီးတယ်ဗီဒီယိုရမ်းရှိခက်တော့TikTok တော့လုံးမှဆိုလို့ရှိရင်အဲ့လိုမျိုးပြင်ကြည့်ပြီးတယ်တရားကျွန်တော်အရှိကြီးဆိုတော့တစ်ခါတည်းလောက်သွားတယ်ပြီးမှအကောင်လုံးပြန်ကြည့်ပြီးဘာလို့လဲဆိုတော့သူ့အတွက်အချိန်အများကြီးပြရအရှိကြီးလို့ကျွန်တော်တို့ဒီအတိုလေးတော့တောင်ကမိနစ်45မိနစ်လောက်လောက်ပါတယ်အဲ့ကျွန်တော်ကြည့်လိုက်ကျွန်တော်ဒီနားလေးမှာလည်း animation လေးထပ်ထည့်လိုက်နော်ကျွန်တော်လုပ်နေကြဗီဒီယိုပုံစံလေးပဲဒီကောင်လေးကိုဆက်တော့ထောက်လိုက်ကျွန်တော်ဒီကောင်လေးအမြဲတမ်းထည့်ရရှိတယ်ချွိဆိုပြီးတော့ရနေတယ်နော်ဒီမှာဒါလေးပဲထည့်လိုက်သူကအကြာကြီးလုပ်ပေးရတယ်နော်အဲ့တော့ကျွန်တော်ဒီအောက်ကဘားတန်းလေးနဲ့လှည့်ညှိလို့ရတယ်လှည့်ညှိပြီးတော့ကျွန်တော်အမှန်ကြီးလေးကောက်ထောက်ပြီးတော့ချက်လောက်ပြီးတော့ပြန်ကြည့်လိုက်
ဒီညာလေးကို animation ထပ်ထည့်မယ်ဗျာခုနနေရာလေးဟိုဆောင်းမတွေအသားလေးရှို့လာတယ်ဒါတော့ကိုယ်စိတ်ကြိုက်ကိုလုပ်တယ်ကျွန်တော်ပြောတဲ့အတိုင်းလိုက်လို့ကြရမလို့ကျွန်တော်ကလုပ်ပြတယ်ကျွန်တော်ပြောတာထက်လေးပို့ပြီးလုပ်ကြည့်လိုက်သိရမလားကျွန်တော်ပြောတာပို့လုပ်ကြည့်လိုက်ဆိုတာအဲ့မှာဆောင်းဖက်တွေရှိတယ် animation တွေအများကြီးရှိတယ်အဲ့ဒါကိုကျွန်တော်ကလိုက်ကိုရီးယားလိုက်ဖြတ်တောက်ပြီးထည့်ကြည့်လိုက်ဒီဟာလေးနဲ့ကိုဟာလေးအစီငေါ်တက်တာဟိုဟာလေးနဲ့ကိုဟာလေးအစီငေါ်တက်ကျွန်တော်ဒီဟာပြလို့ဒီတိုင်းလုပ်ရတယ်လို့မဟုတ်ဘူးဗျာသိရမလားကျွန်တော်ကနောက်ဗီဒီယိုကြလို့ရှိရင်ကျွန်တော်ဇိုးရင်ဇွန်းအောင်တွေဟို overlay တွေကျွန်တော်တို့ဗီဒီယိုတွေဘယ်လိုထည့်မလဲဆိုတော့ကျွန်တော်ပြောရမယ်နော်ဒီမှာတော့ကျွန်တော် animation နဲ့ sound file လေးနဲ့ကျွန်တော်ဟာလေးပဲဘယ်လိုလေးအစီငေါ်လေးတက်အောင်လုပ်ရလဲဆိုတော့ကျွန်တော်ပြရမယ်ကျွန်တော်ဒီမှာဖတ်ဆိုတာဟာလေးဆိုတော့ကျွန်တော်ဒီမှာဒီကောင်လေးလာတော့ဝင်ရတဲ့ပုံစံလေးဒါကျွန်တော်ရာကြာကြီးကတအားများနေတော့ဘယ်တော့ပြန်ဆက်တာဒီမှာတွေ့ရကျွန်တော်ညားလေး sound file လေးကောက်ထည့်လိုက်မယ်ကင်မရာချက်လေးနော်အဲ့တော့ sound file ရတော့ sound file ရတော့ကျွန်တော်ကင်မရာချက်လေးရိုက်ချတာရှိတဲ့အတွက်ကြောင့်ကင်မရာချက်တာဆိုတာရှိတယ်အဲ့တော့ပဲညားလေးပြန်ကြည့်လိုက်မယ်နော်တော်တော်လေးအဆင်ပြေနော်နောက်ဗီဒီယိုကြည့်ရကျွန်တော်ဒီဟာလေးမှာ animation ထပ်ထည့်လိုက်အဲ့လိုကိုဖြတ်တော့ကိုကြိုက်တဲ့ animation ကိုထည့်လို့ရတယ်ကျွန်တော်ပြောတဲ့ animation မှာဟိုကိုကြိုက်တဲ့ animation ထည့်လို့ animation တွေ double ကြီးဗျာခက်လောက်ပေါ်တာခက်ပဲအဲ့တော့ကျွန်တော် animation ထည့်မယ်ဆိုရင်ဒီအဖြူအောင်လေးကောက်ထည့်လိုက်ပြီဗျာမဟုတ်လား double ကြီးရှိတယ်နော်အဲ့တော့ကျွန်တော်ကပုံတစ်ပုံနဲ့တစ်ပုံဆွဲလိုက်တဲ့ပုံစံလေးကျွန်တော်အတွေးထဲမှာလိုချင်နေတော့ပုံတစ်ပုံနဲ့တော့အဲ့ဒီမှာရှိပြီဒီမှာတွေ့ပြီဒီမှာတဲ့အဲ့တော့ကျွန်တော်ကဒီကောင်လေးကအမြင့်ရရှေးတွေလို့ပြရတယ်တဲ့နော်ကျွန်တော်ဒီအောက်ကဘားတိုင်းနဲ့ကိုကြက်တယ်လိုက်ကြည့်ရဲအဲ့ဒီမှာကျွန်တော်ပြန်ကြည့်လိုက်ပြီနော်ကျွန်တော်ဒီနားလေး sound file လေးထည့်လိုက် sound file ကလည်းလိုက်ချိန်ထည့်တော့ကျွန်တော်တို့ဒီနောက် animation ဒီနားထည့်လိုက်လို့ဒီနားကြီးမလုပ်နိုင်တော့တချို့ animation ကဒီဘက်အပုတ်လေးရနည်းနည်းလေးလောက်ပါတယ်အဲ့တော့ကျွန်တော်တို့ကနည်းနည်းလေးလောက်တာပေးရတယ်ဒီအဖြူအောင်တန်းလေးနဲ့ဗီဒီယိုနည်းနည်းလေးစွန့်ပေးရတယ်နော်အဲ့တော့ကျွန်တော်ထပ်ထည့်ပြရပါဗျာ sound file ကျွန်တော်ထည့်နေကြပြီကျွန်တော်ကတော့ခက်သုံးနေကြဆိုတော့ဒီဟာလေးကျွန်တော်ကြိုက်တယ်ကျွန်တော်ပြမယ်နော်ပြန်ကြည့်လိုက်မယ်နော်တွေ့လားဗီဒီယိုလေးကတော်တော်အဆင်ပြေတယ်ကျွန်တော်အစကနေအဆုံးတစ်ခေါက်လောက်ပြန်ပြလိုက်စက္ကန့်20ဆိုတော့ဘာမှမဖြစ်ဘူးကျွန်တော်ပြတယ်ဒါဆိုဗီဒီယိုလေးကအစီအငေါ်တော်တော်တက်သွားပြီเนาะကျွန်တော်တို့ဗီဒီယိုတစ်ခုမှာတော်တော်အရေးပါတဲ့နေရာထဲမှာဆိုရင် sound ဖတ်နဲ့အဲ့ဒီ animation ကပါတယ်เนาะ sorry ကျွန်တော်ချွေပြန်ကျွန်တော်ပတ်ငါဖွင့်လို့ရှိရင်လည်းကျွန်တော်ရဲ့ mic တွေကိုအတန်ဝင်မှာဆိုလို့เนาะအဲ့တော့ animation နဲ့ sound ဖတ်တာအခုကျွန်တော်ဒီဗီဒီယိုမှာပြောပြဝေးရဖြစ်တယ်တကယ်တော့ overlay တွေနောက်ကကျဗီဒီယိုတွေထည့်တာကျွန်တော်ပြမယ်ဇွန်းရင်ဇွန်းအောက်တွေပြမယ်သိရမလားအဲ့ဒါတွေကရေးကြီးခန်းကန်တာတွေပဲကျွန်တော်အတိုင်းတာဆိုရင်တော့ကျွန်တော်ဒီလောက်ပဲဘာလို့လဲဆိုတော့ကျွန်တော်ကရုပ်ချော်ပြီးသားဆိုတော့ဗျာဒီလောက်ပဲတည်းလေကျွန်တော်ကတော့ရုပ်ခံလေးရှိတော့ဘယ်လိုပြောမလဲအဲ့ animation တွေ sound file တွေထည့်ကြမလို့ကျွန်တော်ပြောချင်တာပြောလိုက်ရတယ်ဟုတ်တယ်မလားအဲ့တော့နောက်တဲ့ပတ်ဖိုးဗီဒီယိုလေးမှာကျွန်တော်တို့ရေးကြီးခန်းကန်တာတွေလာမှာဖြစ်ပြီးတော့ကြောင့်ကျွန်တော်ရဲ့ပတ်ဖိုးဗီဒီယိုလေးကိုလည်းစောင့်မျှော်ပေးကြအောင်ပြောချင်ပါတယ်ဗျာအားလုံးပဲဒီနေ့တော့ဘိုင်ဘိုင်ပါFacebook ကြည့်နေဆိုကျွန်တော် follower လေးလုပ်ပေးခဲ့ပြီးတော့ YouTube ကကြည့်နေတယ်ဆိုလို့ရှိရင်တော့ subscribe လေးလုပ်ပေးခဲ့ပါဗျာဘိုင်ဘိုင်နောက်ပြီးတော့ပြန်လာဆုံးတွေ့မယ်ပတ်ဖိုးဗီဒီယိုလေးမြှုပ်သေးခြင်းပါတယ်ဘာလို့လဲဆိုတော့ရေးကြီးတဲ့ခန်းကဏ္ဍတွေပဲเนาะဒါတွေကကျွန်တော်သင်တန်းတစ်ခုတက်ထားပြီးတော့ပတ်စံကုန်ခဲ့တဲ့ပညာတွေပေါ့ဒါပေမဲ့ဒီခေတ်ကြီးမှာခက်တော်တော်လွယ်တော့ကျွန်တော်ကလည်းဒါဟိုသူများတွေကိုလည်းပြန်လဲမျှဝေသေးခြင်းနဲ့စိတ်လေးပေါ်လာတယ်အဲ့ဒါအားလုံးပဲချစ်တယ်เนาะအဘွား